Hello အားလုံးပဲမင်္ဂလာပါရှင်ဒီပိုင်းလေးကတော့ပန်းပွင့်ဒီဇိုင်းလေးကိုထုတ်ပြမှာဖြစ်ပါတယ်အရင်ဆုံးသူတို့ဝတ်ဆန်ထိုးဖို့အတွက်အခွေလေးကိုအရင်ဆုံးစထိုးပေးရမယ်အခွေလေးကပန်းပွင့်တစ်ပွင့်ကိုထိုးဖို့အတွက်အလဲဝတ်ဆန်အနေနဲ့ထိုးပေးရတာပါအဲ့တော့ရွက်ခက်လေးကိုအရွက်ပန်းပွင့်ရွက်ဖက်လေးကိုလုပ်တဲ့အခါမှာပြောရအခုလိုမျိုးနှစ်ရက်ခွေလေးတွားကျင်တာပေါ့နော်နှစ်ရက်ခွေတွားကျင်တာဖြစ်တဲ့အတွက်ကြောင့်နှစ်ရက်ခွေကကိုယ့်ရဲ့ကျဲတလောက်စိုက်နေလုပ်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်ပြောကအတိုင်းတာပမာဏကိုတော့ဒီမှာတော့တိတိကျကျတော့မပြောတော့ဘူးပေါ့နော်ကိုကျဲတလောက်လုပ်လို့ရပါတယ်ဒီ customer လေးကကြတော့နည်းနည်းခဏကိုပြည့်တဲ့ထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်ပန်းပွင့်ဆိုင်လေးကိုပြောနည်းနည်းကြီးကြီးလေးလိုချင်တဲ့အတွက်ကြောင့်ဒီအရွက်ရဲ့အရှည်ကိုတလက်မကွဲယူထားပါတယ်တလက်မကွဲဆိုလို့ရှိရင်ချိုးချလိုက်လို့ရှိရင်သူ့ရဲ့တဝက် site ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပြောကဒီလိုမျိုးခောက်ရက်ချိုးထားတာကိုတလက်မကွဲယူထားတယ်တလက်မကွဲယူပြီးတော့ခြီကိုအရင်အဆုံးတုပ်လိုက်ပါတယ်ခြီကိုတုပ်ပြီးလို့ရှိရင်သူ့ရဲ့ခွင်းအခုရွက်ထွက်ထားတဲ့ခွင်းလေးကိုမှခောက်ရိုးချိုးပြီးတော့ပြန်တုပ်မှာပါအဲ့ဒါဆိုလို့ရှိရင်တော့ပြီးတော့ပန်းရဲ့ပွင့်ဖက်ပန်းဖက်လေးရဲ့တစ်ဖက်ပုံစံရသွားပါပြီပေါ့နော်ပန်းရဲ့ပွင့်ဖက်တစ်ဖက်ပုံစံရသွားပြီအဲ့တော့အဲ့လိုမျိုးရဖို့ရအတွက်ပြီးတော့ကျိုးအရှည်တလက်မကွဲအရှည်လေးတွေကိုအရင်ဆုံးချိုးပြီးတော့တွားထားရပါတယ်တလမကွဲအရှည်လေးတွေကိုပပတ်လေးချိုးပြီးတော့သွားထားမယ်ပြီးမှသာလျှင်အဲဒီတလမကွဲကြိုးကွင်းလေးတွေကိုပြန်ပြီးတော့ခောက်ချိုးမှသာလျှင်ပန်းပွင့်ဆိုင်ပုံစံထွက်လာမှာပါအခုဒီမှာပြိုးပန်းတလမကွဲဆိုင်လေးချိုးတဲ့အခါချိုးပြီးသွားတဲ့အခါမှာပန်းကွင်းဆိုင်လေးရသွားပါပြီပန်းပွင့်ဆိုင်လေးကတော့နည်းနည်းကြီးကြီးလေးလုပ်ထားပါတယ် customer ရဲ့ခန္ဓာကိုယ်ကနည်းနည်းပြည့်တဲ့နေရာမှာပါတဲ့အတွက်ကြောင့်ပါအဲ့တော့ပန်းပွင့်ဆိုင်လေးရသွားပြီဆိုလို့ရှိရင်တို့အင်ဂျီမှာစတွေ့ပါတော့မယ်အင်ဂျီမှာစမတွေ့ခင်မှာတို့အင်ဂျီမှာဒီဇိုင်းချဖို့ရန်အတွက်ပတ်တန်လေးချပေးရတယ်ပတ်တန်ချတဲ့အခါမှာဆိုလို့ရှိရင်တော့ပြိုးကပင်အက်လေးနဲ့ပဲတွေ့ပါတယ်ပင်အက်လေးနဲ့အရင်တွေ့ပြီးမှသာရင်လိုက်တုတ်တာပေါ့နော်တုတ်တဲ့အခါမှာချီမြင်ကိုတစ်ချောင်းပဲယူပါတယ်ချီမြင်တစ်ချောင်းပဲဘာလို့ယူရလဲဆိုတော့ပြိုးစပြီးတော့ပန်းစထိုးကြတဲ့ကပန်းတွေကိုတိတိကျကျတုတ်ပြီးတော့အချီစားတွေကိုတတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီအင်ဂျီမှာတွေ့တဲ့အခါမှာချီနှစ်ပင်မတွေ့တော့ပါဘူး။ဘာကြောင့်လဲဆိုတော့အင်ဂျီရဲ့အသားနာမှာဖြစ်တဲ့အတွက်ကြောင့်ချီချောင်းကိုတစ်ချောင်းပဲယူပြီးတော့တွေ့တာဖြစ်ပါတယ်။အစပန်းထိုးကြတဲ့ဟိုကချီကိုနှစ်ချောင်းယူပြီးတော့တုတ်ထားတာဖြစ်တဲ့ကြောင့်ပန်းကြီးကခိုင်ခန့်နေပါပြီ။အဲ့လောက်ဒီလိုက်တုတ်เสียမလို့တော့ဘူးပေါ့နော်။အဲ့ဒီအတွက်ကြောင့်ချီနေလေးတစ်မြင်ယူပြီးတော့ပဲအင်ဂျီမှာလိုက်တွေ့ရဖြစ်ပါတယ်။အင်ဂျီလေးမှာတွေ့ပြီးသွားပြီဆိုလို့ရှိရင်တော့အခုလိုဒီဇိုင်းလေးရသွားပါပြီအခုဖြိုးပန်းနေရချလာတဲ့ဒီဇိုင်းလေးကထိုးပြီးသွားပြီအခုပန်းဒီဇိုင်းလေးတွေထိုးပြီးသွားပြီဆိုတော့ဖြိုးအနေနဲ့ထပ်ပြီးတော့ထပ်ဖြည့်ခြင်းတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ customer ရဲ့လုံကြီးလေးမှာကလိပ်ပြဒီဇိုင်းတွေပါတယ်ဆိုတော့ဖြိုးပန်းထိုးထားတဲ့ဘေးမှာသူ့စီမှာပါတဲ့လိပ်ပြလေးကိုထပ်ဖြည့်ဖို့အတွက်ဒီဇိုင်းဆွဲနေတာဖြစ်ပါတယ်အဲ့တော့လုံကြီးရဲ့အစကိုမထည့်ဘဲနဲ့အင်ဂျီကို plain ပဲလုပ်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပန်းကျေဒီဒီဇိုင်းကိုပို့ပြီးတော့အသားပေးပြီးတော့ဒီဇိုင်းဖော်ခြင်းတဲ့အတွက်ကြောင့်ပါ။အဲ့တော့လုံကြီးမှာပါတဲ့လိပ်ပြဒီဇိုင်းလေးတွေကိုတော့ဖြိုချီထိုးနဲ့ပဲထည့်လိုက်မှာဖြစ်ပါတယ်။အဲ့တော့ဒီအထည်လေးကဖြို handmade တွေအများကြီးထည့်ထားတဲ့အထည်လေးဖြစ်ပါတယ်အဲ့တော့အင်ဂျီလေးကခြိသားရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ handmade လက်ရာရည်နဲ့အပြည့်ဖန်တီးရတာဖြစ်တဲ့အတွက်ကြောင့်အင်ဂျီလေးရဲ့တန်ဖိုးကလည်းတအားမြင့်သွားတာပေါ့နော်အဲ့တော့ handmade လေးပါတဲ့အထည်ဒီဇိုင်းလေးတွေကိုဝတ်ဆင်တဲ့အခါမှာဝတ်ဆင်သူ customer အနေနဲ့ကလည်းအထည် quality မြင့်ပါတယ်အခုဒီဇိုင်းလေးမှာတော့ဖြိုပန်းကျယ်သီးလေးထိုးပြီးသွားပြီလိပ်ပြဒီဇိုင်းလေးတွေကိုတော့အနုစိတ်ဖော်ထားတာဖြစ်ပါတယ်customer လေးလည်းကြက်ညှစ်တက်လိမ့်မယ်လို့ပြောမျှော်လင့်ပါတယ်ဒီထည်လေးကhandmade တွေအများကြီးဖြည့်ထားတဲ့အထည်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ခြိသားလေးဆိုပေမဲ့လည်းခြိသားမှာမှ handmade တွေအပြည့်အဝထည့်ထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ကျေးဇူးပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် thank you ပါ